Hello မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဒီလိုမျိုးဝါတာနေတဲ့ကျွန်တော်တို့ဟိုးတော့ပုံတွေပေါ့နော်ကျွန်တော်တို့ပြင်ကျွန်တော်တို့ရိုက်ထားတဲ့ပုံတွေမှာဝါသွားတဲ့ပုံတွေတော့ quality မကောင်းတဲ့ပုံတွေကနေဒီလိုလုံးဝကြည်တောက်ရှင်း 4K quality ပုံမျိုးလေးတွေဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတာကိုပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အတူတူဘယ်လိုလုပ်မလဲဆိုတော့လိုက်ကြည့်လိုက်အောင်နော်ဒါဆိုရင်ကျွန်တော်ကအရင်ဆုံးဘာလို့မလဲဆိုတော့ကျွန်တော်ဒီလိုမျိုးနည်းနည်း quality မကောင်းတယ်ပေါ့နော်နည်းနည်းဝါးနေတဲ့ဟိုတုန်းကပုံတွေတပုံလိုပါတယ်ပြီးရင်ကျွန်တော်နောက်ထပ်ဘယ်တော့သွားမလဲဆိုရင်ကျွန်တော် Gemini နဲ့ကိုသွားရမယ်ကျွန်တော်ကတော့ Gemini သုံးတယ်ပေါ့နော် Gemini နဲ့မှာကျွန်တော်ကအဲ့ပုံအရင်ထည့်ပါမယ်အဲ့တော့ကျွန်တော်အဲ့ဒီပုံသွားရှာပါမယ်အဲ့လိုပုံမျိုးအဲ့လိုပုံလေးကိုကျွန်တော်ဒီမှာအရင်ဆုံးကျွန်တော်တို့ Gemini နဲ့ကို upload တင်လိုက်မယ်တင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ပို့ပေးမယ် prompt လေးတစ်ချောင်းထည့်ပေးရမယ်ပေါ့နော်ဒီ prompt လေးကို copy ယူလိုက်မယ်ယူပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာချမယ်အဲ့ပြီးဒီ prompt လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ2မှာကျွန်တော်တို့က create image ကိုရွေးပေးထားရမယ် create image ကိုရွေးပေးထားရမယ်တကယ်လို့pro account သုံးတယ်ဆိုလို့ရှိရင်တော့ pro နဲ့ထုတ်ပေါ့နော်တကယ်လို့ကျွန်တော်တို့က free account မှာသုံးတယ်ဆိုလို့ရှိရင်တော့ဒီ fast နဲ့ပဲထုတ်လို့ရတယ်တကယ်လို့ pro နဲ့ထုတ်ချင်တယ် quality ကောင်းကောင်းထုတ်ချင်တယ်Gemini Pro လည်းဝယ်သုံးချင်တယ်တနည်းစာကိုဈေးသက်နဲ့ဝယ်သုံးချင်တယ်ဆိုရင်ကျွန်တော်စီမှာဝယ်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ pro နဲ့ထုတ်လိုက်မယ်ပေါ့နော် pro နဲ့ထုတ်လိုက်ပြီဆိုတော့ကျွန်တော်ပုံလဲထည့်ပြီးသွားပြီ pro လဲထည့်ပြီးသွားပြီဒီက2လဲရွေးပြီးသွားပြီဆိုရင်ကျွန်တော် submit လုပ်လိုက်မယ် submit လုပ်ပြီးတော့ကျွန်တော်ခဏဆောင်ပေးရမယ် pro နဲ့ထုတ်တာဆိုရင်တော့သူကအနည်းဆုံး2မိနစ်ကနေ5မိနစ်လောက်တော့ကြာနိုင်တယ်ပေါ့နော်ကျွန်တော်ခဏဆောင်ပေးလိုက်မယ်ဒီထဲမှာတော့ကျွန်တော်နည်းနည်းရေးလိုက်မယ်နော်ဟောဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာလုံးဝကြည်တောက်ရှင်း 4K quality ပုံလေးတစ်ပုံပြန်ထွက်လာမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီလိုမျိုးကျွန်တော်တို့ဟိုအရင်တော့ကျွန်တော်အဖေတွေအမေတွေလက်ထက်ကလွန်ခဲ့တဲ့10နှစ်15နှစ်လောက်ကပုံတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့quality ကောင်းကောင်းပုံလေးတွေပြန်လုပ်ချင်တယ်ဆိုရင်ဒီလိုမျိုးလေးလုပ်လို့ရပါတယ်လိုက်စမ်းကြည့်ကြပါတကယ်လို့လုပ်ရတာအဆင်မပြေဘူးဆိုရင်လည်းကျွန်တော်ကိုချက်ပေါက်ကနေလာပြီးတော့မေးလို့ရပါတယ်တကယ် prompt လေးလိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကို comment မှာprompt လို့မှန်းခဲ့ပါကျွန်တော်ချက်ပေါက်ကနေပြီးတော့ prompt လေးပို့ပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေအများကြီးထပ်လုပ်ပေးပါအောင်မယ်ကျွန်တော်အကောင့်လေးကို follow ထားနိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်